သာဂီလာဒီစင်မာအများတွေမမိစရာငါရဲ့နေမှာစင်မမာသာအတွေ့သာအစ္စလမ်သာသနာရေးရာကောင်းစီဖြစ်ပေါ်လာအုတ်ချက်တဲ့ဘွေဆက်ဆက်ဆူလီလာဖူရမမို့ငုံညာမပွေရမလည်းရလီတော့ကြောက်သားကြောက်ပွင့်မှာခိုင်မာတောင်းတင်းသိသိချင်းလေဆွမ်းအားနေတာသာသနာရေးတွေ့တတ်ဖွယ်စီလာဒီပြည်လုံးကောင်းစီမဟာအစ္စလမ်သာသနာရေးရာကောင်းစီသာဘူရင်ဖြစ်သောသာသနာဆုံးမများပေါ်ထွက်ရေးပါမွတ်စလင်အပေါင်းပေါ်မှာအရေးကောင်းပေါ်လာမိခင်ကောင်းစီမဟာအစ္စလမ်ဘာသာသာသနာဝင်များရဲ့မိကိုအားထားရာအစ္စလမ်ရေးရာတို့ဝန်တာအစ္စလမ်ဝန်တာဒလုံးနဲ့တို့ရဲ့ချင်မဖြတ်ပါဝင်စတဲ့ပေါ်လှဆောင်လို့သူမကွယ်အစင်လာအစ္စလမ်ဝန်တမ်းမှာရှင်မြတ်တို့ပန်ကြတာရှင်မြတ်တို့ပန်ကြတာတမန်တော်မြတ်ရဲ့လမ်းစဉ်ကပြီးတင်နေပါတို့မိခင်ကောင်းစီမဟာတနည်းပြေစွာဆောင်ရွက်ခါမင်္ဂလိုစေရနာနှလုံးပိုက်ခဲ့တာတိုင်းရင်းသားမွတ်စလင်များကိုရသောနည်းဖြင့်သာပညာပေးဖို့ကြုံလာတောင်းဝန်ရှိလို့သာဘာသာပေါင်းစုံနဲ့ဆင်ချစ်ကြည်သွားယင်းမိခင်မင်္ဂလာနေဘူးရာအဓိကတောင်းအတွက်သူပြတ်တဲ့ကတိသစ္စာကဘာတီတွေသာဆောင်ရွက်ကြရမှာမလွယ်ပါမိခင်ကောင်းစီရဲ့ရှင်ခွေမှာညီညွတ်ခြင်းဒီပေါင်းလက္ခဏာသာသနာအသိစိတ်အစရှိအပ်ပါစုပေါင်းအားနဲ့သာစုစည်းလက်တွေကငွားငွားဆွေးဆွေးမမမြင့်မြင့်စီလုံးမှုအုပ်တိုင်းတိုင်းဖက်ခဲ့တာသာသနာအတွက်စိုက်ထူခဲ့သည်မှာဒီယနေ့တိုင်းမှာအစ္စလမ်တော်လမ်းမှာကိုတိုင်းပြည်ကိုလူမျိုးအကျိုးဖြစ်စေပါဘာသာသာသနာယဉ်ကျေးမှုအစရှိယူပြုစုရမှာအစ္စလမ်ရေးရာတို့တော်ဝန်နာအစ္စလမ်တော်လမ်းမှာကိုတိုင်းပြည်ကိုလူမျိုးအကျိုးဖြစ်စေပါ